ချင်းကိုပြမှာရှင်းပြမှာကိုရမှာ စိတ်လျှော့ရောက်စိတ်လျှော့ ဘုံငါမေးအခုဗျာကျွန်တော်တို့နှစ်ယောက်ကိုလက်မရလားလက်မရလားမေးမိနေလို့ကျွန်တော်တို့နှစ်ယောက်ကလက်မရပါခင်ဗျာလက်မရအဲ့ဒါလေးထူးထူးမဟုတ်ပါဘူးအဲ့ဒါလေးရှင်းပြကျွန်တော်ကခင်ဗျာဒီမှာရှင်းပြလာညီမတို့ပေါ့နော်ပြင်မာရောတဲ့ဒီလိုချစ်ချစ်ခင်ခင်လေးနေကြရလားတဲ့ဖုန်းနဲ့ရလို့ပဲနောက်တော့ကျပြင်မာလိုပဲဒီလိုမျိုးပဲတက်နေကြရလားဆိုတော့ဒီမှာရိုက်ထားတာနဲ့ပြင်မာနဲ့တစ်ထက်ထဲပါရှင်ဘောလုံးကန်သွားကန်နီးဆိုရင်အမြဲတမ်းပဲစဉ်းစားတော့မြအမြဲတမ်းပုံမှန်ဖုန်းထဲမှာဖြစ်နေတဲ့ပုံစံနဲ့ပြင်မာဖြစ်နေတဲ့ပုံစံတစ်ထက်ထဲပါရှင်ကြွားနေရလားအမှန်တမ်းပြောပါလေတကယ်တော့ကျွန်တော်တို့ကလက်မရနှစ်ယောက်ကတယောက်နဲ့တယောက်ကချစ်ချစ်ရှင်ခင်တိုင်တိုင်မင်မင်နဲ့နေရပါတော့အဓိကနားလည်မှုတွေပေါ့နော်ညီမတို့အခုပေါ့နော်အိမ်တော်တက်တန်းက3နှစ်ခွဲရှိပြီပေါ့နော်ရီစားတက်တန်း9နှစ်ရှိတခါမှညီမတို့ရံမတက်ဘူးပါဘူးမရှိပါဘူးပေါ့နော်တခါမှလည်းရံမတက်ဘူးနားလည်မှုနဲ့ပေါ့နော်တိဆောက်ထားတာပါရှင်အဲ့ဒါတော့ကြတော့နောက်သိချင်တဲ့မန်းလေးကြီးလည်းညီမကိုမေးပါညီမပြန်ဖြည့်ပေးပါမယ်အခုမန်းလေးကိုတော့ဖြည့်ပေးလိုက်တယ်ကဲခုဆိုလို့ရှိရင်ကျွန်တော်တို့သနီးမောင်နှံကိုချစ်ခင်အားပေးနေတဲ့တူးတယောက်ချစ်တဲ့နိုင်ကိုကျွန်တော်တို့သနီးမောင်နှံနေလေးလေးလက်လက်နဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒါနေအောင်ညီမတို့ဇနီးမောင်နှံကိုချစ်ရင်လည်းညီမတို့ယွန်းတယ်လေးလားယွန်းတယ်လေးလားအားပေးပါဦးခင်ဗျာကျွန်တော်တို့စီမှာယွန်းမောပင်လေးတွေနောက်တဲ့ဒီယွန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်းကျွန်တော်တို့သနီးမောင်နှံကိုအားပေးပါအောင်တော့ပကံရောက်ခဲ့ရင်လည်းကျွန်တော်တို့ရဲ့အကျော်ဆိုင်ကိုလာခဲ့ဖို့အတွက်လည်းဖိတ်ခေါ်ပါခင်ဗျာအားလုံးကိုတတာဒီလုံးကျုပ်ကအပြိုကြီးဖြစ်နေခဲ့တာအသက်30ကျော်ခဲ့ပြီယောက်ျားများတော့စိတ်မဝင်စားတကူရီးတာနေတော့မေဒါလေးကဘာလို့လဲတော့ငါမောင်ဟေးငါမောင်ဒီမဲနေ့အတွက်မမေ့ဘူးလက်ဆောင်ဝေခဲ့တယ်ရွှေပြည်နန်းရဲ့တနခါတွေရောက်တုံးရောက်ခိုက်လျှောက်လဲမေညီမောင်လေးတွေရှိတာပဲမောင်လေးမယူလိုက်ဖို့နော်ဟုတ်ပါပြီတော့ပျော်သလောက်နေလို့ရပါတယ်ရှင်သူအမိုက်လေမိမလို့သူအမိုက်ကျွမ်းအောင်မလို့ဖုံးလေးကြည့်လိုက်စားလေးစားလိုက်ဒီအမိုက်ပုံသူ့ပညာသားပါကြုံခဲ့မိမဒါမင်းအတွက် surprise လက်ဆောင်ကြီးငါကြည့်နေတာဒီလားပြောမယ်တကယ်ပြောတာယောက်ျားလေပင်ပန်းနဲ့စုပြီးတော့ဟုတ်ပါမိမအတွက်ပြီးလောက်ထားတာလို့ရောက်မနေနဲ့တကယ်ပြောတာလာလက်ဆောင်မင်းလားဒါပေမဲ့ဒီလိုတော့မရဘူးငလုံးလေးစီးပြီးကြမှာလေရရခုံသွားအောင်မတောင်းနဲ့တော့ငါကဲတကယ်ပြောတကယ်ကြီးလားတော့ဒိတ်ကောမနော်မရအောင်နော်ဘယ်တော့မှတော့ငါရင်ခုံးနေတော့ဟုတ်တော့ဟုတ်မဟုတ်ရင်လုံးမှာဒီမှာချဲကိုငါမိမကျုံးနိုင်တဲ့လောက်ထဲနိုင်တဲ့လောက်ထက်တော့ကျအဲ့လောက်စီးနေတာကတော့ရော့ဒီမှာချင်းလို့ယူကြဒါပါချင်းတော့ငါတော့ရင်ခုံးနေပြီအများထက်နော်ဘာကျုံးအောင်ရပြီဘာတော့မှာတော့လို့ထဲနိုင်တဲ့လောက်ရမှာနော်များထက်လေးများရလေးပဲတော့ကျအများကြီးစီးနေတာလားကဲစထက်အမဒီဘက်မှာထက်များစုလေးများရလေးပဲကဲလက်တွေလားဟောအားလုံးပါစုရင်ခုံးနေပြီကအဲ့လေဟောတော့မဟုတ်တော့ဒီခုံးတွေကညာရကဲလက်တွေလားဟုတ်ပါအာကြီးပါဆိုကဲကြည့်ချင်ပြီလားညာရုံလုံးတဲ့ကျွတ်နဲ့ဒီဟုတ်ပါပြီကြည့်ချင်ပြီလားကြည့်မယ်နော်ဟုတ်နော်ဝဲချီကူလာတာချီကူရှင်နဲ့ကျမနဲ့အားလဲမယ်စိမ့်လိုက်လေစိမ့်လေ1 2 3နောက်တစ်ခါ1 2 3စမယ်နောက်တစ်ခါ3ခါမြ1 2 3လက်ကြည့်လိုက်လေလေးလိုက်လေဒီခါပြီးနောက်ဆုံးလို့ဒီခါနောက်ဆုံးကြည့်နေတော့လေးလိုက်တတိရှင်လေးလိုက်
မရိုင်းနဲ့ ရမလား ရိုက် ရမလား မရိုင်းနဲ့ ရမလား မရိုင်းနဲ့ ရမလား ရိုက် ရမလား ရိုက် ရမလား မရိုင်းနဲ့ ရမလား မရိုင်းနဲ့ ရမလား ရိုက် ရမလား မရိုင်းနဲ့ ရမလား မရိုင်းနဲ့ ရမလား ရိုက် ရမလား ရိုက်တနာပါရဲ့ငါးကြည့်ပဲနိုင်နေရငါတော့ကြတယ်တနာပါရဲ့နိုင်တယ် တိတ်ကိုပြဲတွင်းမိရင်မေကိုစင်တရီရရဲ့ဘုံကြီးရေဆုံးပြေပုံလို့နေသလားချစ်သူရဲ့မချင်တာစိန်သွားလေရင်မ ရွှေတို့ကြော်တိုင်းကနေကြိုဆိုပါတယ်ယခုဆိုလို့ရှိရင်မြန်မာဆိုင်တော်ကြီးရ9နာရီမှာကျွန်တော်တို့ဆိုင်မှာရရှိနေတဲ့အကြော်လေးတွေနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာဒါလေးရဆိုလို့ရှိရင်ပြကြော်လေးဖြစ်ပါတယ်ဒါလေးရဆိုလို့ရှိရင်အသားလူကြော်လေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အာလူကြော်လေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ယုံလီဒီကြော်ဒါပြီးလို့ရှိရင်ဒါဆိုလို့ရှိရင်ယုံဒီအပွားကြော်ဖြစ်ပါတယ်ပြီးရင်ဒါလေးကတူဘူးကြော်ပြီးရင်ဒီကောင်ကယုံလီဒီကြော်နောက်ပြီးတော့ဒီဘက်ဒီမှာကြော်နေတာကတော့ဘူးဒီကြော်ပြောင်းမှုကြောအဆုံရှိရပါတော့လောလောဆယ်ကျွန်တော်9နာရီဝန်းကျင်မှာရရှိနေတဲ့အကြော်တွေနဲ့မိတ်ဆက်ပေးရဖြစ်ပါတယ်ခင်ဗျာဒေတာပကံဖျားဘူးရောက်ရှိတဲ့အချိန်မှာဆိုလို့ရှိရင်အကြော်စားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရွှေဦးအကြော်တိုင်းကိုလာခဲ့ပါခင်ဗျာနေရင်းနေတဲ့ဘက်တွေမှာအကြော်နဲ့သမင်းစီစံနဲ့ပဲစားစားညနေဘက်တွေမှာအကြော်ကိုအစာပြေပဲစားစားကျွန်တော်တို့ရဲ့ရွှေဦးအကြော်တိုင်းကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာဒီအကြော်တွေနဲ့အတူစားဖို့အတွက်ကျွန်တော်တို့ရဲ့အခြေလေးနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာဒါလေးကတော့ကျွန်တော်တို့ကိုယ်တိုင်ပေါ်ဆက်ထားတဲ့အခြေလေးဖြစ်ပါတယ်ဒီအခြေလေးကိုအကြော်လေးနဲ့တူပြီးစားမယ်ဆိုလို့ရှိရင်လုံးဝထွေမီဒီအရသာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးကြတော့ဒီဘက်ဒီမှာဆိုလို့ရှိရင်ကောင်းမြင်းပေါင်းငချိတ်ပေါင်းအတုံမျိုးစုံနေနဲ့လည်းမိတ်ဆက်ပေးပါမယ်ခင်ဗျာသူ့ကြော်တိုင်းမှာအကြော်တွေမကဘဲနဲ့ယခုလိုမျိုးအသင်စားခောက်ဆွဲဘူးလေးတွေလည်းရရှိနိုင်ပါတယ်ခင်ဗျာဒါဆိုလို့ရှိရင်မမခောက်ဆွဲဒါဆိုလို့ရှိရင်ပဇွန်ချစ်တဲ့အရသာဘူးလေးတွေလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဘက်ဒီမှာအတုံမျိုးစုံတွေရှိတယ်ဒါလေးကတော့ဂျင်းတုပ်ဖြစ်တယ်ဒါကတော့ပေါက်ပန်းဖြူဒါလေးကတော့ဟင်းကျူနာတောင်ရဲ့တုပ်ဒါလေးကတော့ညူရွက်တုပ်ဒါပြီးကတော့မကြီးရွက်တုပ်နောက်ပြီးတော့ဒီကောင်လေးကတော့ယခုလက်ရှိမှာရာဒီသားလေးဖြစ်တဲ့ထနှောင်းမှုတုပ်လေးဖြစ်ပါတယ်အဲ့တော့ပြီးရင်နောက်ပြီးတော့ဒီဘက်ဒီမှာနောက်ပြီးတော့ရှောက်ပြီးတုပ်ရမယ်ပြီးရင်လက်ဖက်တုပ်ရမယ်အစုံပဲပေါ့နော်အတုပ်တရားမျိုးစုံဖြစ်တဲ့အတွက်တနေရာထဲမှာစုံနေနေစားခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ရွှေရိုးသူအကြော်တိုင်းကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ vlog လေးကိုကြည့်ရှုပေးကြတဲ့တူတယောက်ချင်းတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရပါတယ်ခင်ဗျာအားလုံးကိုတတ်တာနေအောင်ကြီးကလေးတစ်ပွဲငြိမ်းချမ်းမှုတွေဖန်ဆင်းပေးစွမ်းနေသူမင်းကလေးတယောက်သာမောင်ချစ် Waiting to look in hello the day the got so loud day Lilo take a little down me she will mind a little so day more side Down my shanty man sa tui when no shamali le choare the dim with a cantawe ကျေးဇူးတင်ပါတယ်မောင်လေး မင်းကတော့ငါတော့တောင်ကြီးလိုက်ဖို့မယ်ဆိုတော့အင်းလေးဆိုငါတော့အဟုတ်မှန်တယ်မင်းကဘယ်ဟုတ်မလို့ဒီပြည်စုံဖြိုးဆိုအပြုံးပိုင်ရှင်နဲ့တွေ့ချင်လို့ပြသွားတာပေါ့ သူကလည်းအပြုံးပိုင်ရှင်အမကလည်းအပြုံးပိုင်ရှင် နှစ်ယောက်တွေ့နေရောပို့ပြီးတော့လောင်းကြော်သွားတော့နော်ကျေးဇူးတင်ပါတယ်နော်
အေးတာယာနော်နောက်မှတွေ့မှာနောက်မှတွေ့ရမင်းနဲ့